မြမစီးပွားရေးလောကမှာဆရာเจ้าလိုလူတီများတဲ့အောင်ကိုဝင်း KBZ လုပ်ငန်းစုနဲ့ KBZ ဘဏ်ရဲ့ဖခင်ကြီးပါဘဏ်လုပ်ငန်းနဲ့မဟုတ်ပါဘူးကြောက်စိမ့်တက်ထု73နေရနေလေချောင်းဒီစီးပွားရေးအင်ပါယာကြီးကိုတိစောက်ထားသူပါအပြင်ပန်းမှာတော့ဘာသာတရားကိုင်းဆိုင်နဲ့အလူရဏရေရောတဲ့ဒါပေမဲ့တကယ်လက်တွေ့မှာတော့စစ်ဆိုးရဆက်ဆက်နဲ့ပေါင်းနေအာနာသိမ့်မှုကိုပါနောက်ဝယ်ကနေဂျိုးကန်ခဲ့ပါတယ်ဒီခရိုနီကြီးအကြောင်းကိုဒီနေ့ပြောပြပါမယ်သူဘလို့ချမ်းသာလာလဲ88ရေးခင်းနောက်ပိုင်းမှာဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးနဲ့အရန်ရင်းနှီးခဲ့တယ်ဒါကြောင့်ကြောက်စိမ့်နဲ့တက်ထုလိုအမျက်ကြီးတဲ့လုပ်ငန်းတွေလုပ်ခွင့်ရခဲ့ပါတယ်အဲ့ဒီကနေ KBZ လုပ်ငန်းစုကြီးတစ်စီစီကြီးထွားလာတာပါမြမအကြီးဆုံးပုဂ္ဂလိကလုပ်ငန်းစုကြီးဖြစ်လာပါတယ်သူဟာတန်းရွှေကနေမရောက်နိုင်တဲ့စစ်ဗိုလ်ချုပ်တွေနဲ့အဆက်အသွယ်မပြတ်ခဲ့ပါဘူး NLD ဆိုရလက်ထက်မှာအခြားခရိုနီတွေကစစ်တပ်နဲ့ခွာတယ် NLD နဲ့နီးစပ်အောင်နေကြတယ်ဒါပေမဲ့အောင်ကိုဝင်းကတော့စစ်တပ်နဲ့အဆက်မပြတ်ခဲ့ဘူးနှစ်ဖက်ခွာပြီးရက်တည်ခဲ့တယ်အခုဆိုသူသမီးနန်းလိုင်ခန်းက KBZ Group ရဲ့လုပ်ငန်းများစုဦးဆောင်နေပါပြီ2020ရွေးကောက်ပွဲအပြီးမှာစစ်တပ်ကမဲစရင်တနနာရှာတယ်အဲ့ဒီချိန်2020ဒီတင်ပါလာကုန်မှာအေးသားရကောက်ကလာမှာသူညသာစားပွဲလုပ်ခဲ့တယ်မင်းအောင်နိုင်နဲ့စစ်တပ်ထိပ်ပိုင်းတွေအကုန်တက်တယ်စီးပွားရေးသမားတွေလည်းပါတယ်ဒါပေမဲ့အယက်သားအစိုးရဘက်ကတယောက်မှမပါဘူး NLD လက်ထက်မှာ KBZ အုပ်စုစစ်ဆေးခံခဲ့ရတယ်ဒါကိုသူမကျင်တတ်ဘူးဒါကြောင့်မင်းအောင်နိုင်ကိုအာဏာသိမ်းဖို့သူတွန်းအားပေးခဲ့တယ်စစ်တပ်နဲ့အပြန်နဲ့နားလည်မှုယူပြီးအာဏာသိမ်းဖို့ကြံစည်ခဲ့တာပါ2021မှာအာဏာသိမ်းတယ်စစ်တပ်ကဘိုးဘန်ဒုတိယဥက္ကဋ္ဌဖြစ်ဗိုလ်ချုပ်ဟောင်းတော်မြင့်နိုင်ကိုခန့်တယ်သူကအောင်ကိုဝင်းရဲ့ရောက်ဖပါဒီတော့ KBZ ဘဏ်ဟာစစ်တပ်နဲ့အတော်လေး plan နံတက်သွားပါတယ် KBZ ဘဏ်ဟာတော်လိုင်းရန်ပုံငွေတွေကိုပိတ်ဆို့တယ်ပြည်သူတွေရဲ့အချက်လက်တွေကိုစစ်တပ်စီသတင်းပေးတယ်ဒါတွေမကဘူး KBZ လက်အောက်ခံ Brighter Energy ကုမ္ပဏီကနေရုရှားက73စီတင်သွင်းတယ်လေယာဉ်စီတွေသွင်းတယ်တစ်နှစ်ကိုဒေါ်လာ2ဘီလီယံဝယ်3ဘီလီယံလောက်ထိအမြတ်ဆုံးတွေရခဲ့ပါတယ်စီးပွားရေးကိုလက်ဝါးကြီးအုပ်ထားတာပါဒါပေမဲ့အာဏာရှင်နဲ့ပေါင်းရင်တော့အချိန်တန်ပွတ်တိုင်းမှုရှိလာတာပဲ2022ခုနှစ်မှာသူသမီးနန်းလိုင်ခန်းလေသိမ်းမှာစစ်ဆေးခံရတယ်အဲ့ဒီနောက်ပိုင်းမိသားစုရဲ့ဘဏ်ကောက်ကိုရှောင်သွားကြတယ်2024ဇွန်လမှာတော့နေပြည်တော်မှာခရိုနီတွေကိုခေါ်တွေ့တယ်အောင်ကိုဝင်းလည်းအုတ်ထုံးမချိုပဲတက်ခဲ့တယ်အဲ့ဒီမှာဈေးကစားတဲ့လဝါကြီးအုပ်တယ်ဆိုပြီးမင်းအောင်လိုင်ရဲ့ဂျင်းမောင်းတော်အကုန်လုံးခံခဲ့ရပါတယ်အာဏာသိမ်းဖို့မြောက်ဝင်ပေးခဲ့တယ်ပြည်သူကိုနှိပ်ကွက်ရမှာပါဝင်ခဲ့တယ်အခုတော့အာဏာရှင်ရဲ့စောင့်ကြည့်တာကိုသူကိုယ်တိုင်ပြန်ခံနေရပါပြီတော်လိုင်းရေးပေါ်အောင်လုံးသုံးခဲ့တဲ့ဒီခရိုနီကြီးတွေအကြောင်းကိုပြည်သူတွေမေးကြဖို့လိုပါတယ်ဒီနေ့မှာတော့တရားစီရင်မှုအောက်ကိုရောက်လာရမှာပါထိုက်တန်တဲ့ပြစ်ကိုခံယူရပါလိမ့်မယ်